ကျမတို့အခုလိုစာလေးကွေကျွန်းလုံနီလေးလှုပ်ရှားမှာဖြစ်ပါတယ်။မမဦးစုံနီပဲစိမ်းမော့85ကျပ်သားကိုခွက်တလုံးထဲမှာထည့်လိုက်တယ်။သူ့ကိုနည်းနည်းလေးတောင်းတောင်းတင်းတင်းလေးဖြစ်အောင်လို့စမ်းမုံလေးလေးနှုတ်စီတကူထည့်ထားပါတယ်။ပြီးရင်ကြက်တွန်ဖြူဂျင်းသက်အဲ့ဒါကိုထောင်းပြီးတော့အဲ့ဒါလေးကိုအရီလေးငင်ပြီးတော့စကားလေးနဲ့စစ်ပြီးတော့ထက်မှာပေါ့လေအဖက်ကလေးတွေမပါလို့ညှစ်ခွက်တရားနေဒါလေးခုလိုလျောက်ထွက်သွားအောင်လို့ပေါ့နော်စစ်တားမုံလေးကိုထည့်ပါတယ်မဆလာလေးလည်းထည့်ထားပါတယ်ကိုထည့်ခြင်းတလောက်ပေါ့လေချိုမုံလေးလည်းနည်းနည်းထည့်ပါတယ်အဲ့ဒါလေးကိုအမအောင်မှွေပြီးရေလေးလောင်းထည့်ပါတယ်ရေကတော့အချိန်စတော့ပြောမထားပါဘူးအဲ့ဒါလေးကိုပဲလေးကိုမဥအောင်တမအောင်မှွေးဤနေအောင်မှွေးလိုလေးတွေမှွေးစီလေးလည်းထည့်ပြီးတော့မှွေးပါတယ်အားလုံးမှွေးပြီးသွားပြီဆိုရင်တော့ညှစ်ခွက်ကလေးကလည်းကိုဝတာကိုလှုပ်ထားတဲ့ညှစ်ခွက်ကလေးပေါ့လက်ပြက်ကလေးပေါ့စီကိုအိုကင်းလေးထဲမှာထည့်ပြီးတော့အဲ့ဒါလေးတွေကိုဇွန်လေးနဲ့3ဇွန်လောက်ထည့်ပြီးတော့စီပူပူလေးတွေကိုညှစ်ထည့်လိုက်ပါတယ်အဲ့ဒါလေးကိုမှဇွန်လေးနဲ့ပေါ့အဲ့လိုမျိုးတစိုးဒုတ်ချောင်းလေးနဲ့ပေါ့အဲ့လိုလေးလှည့်လှည့်ပြီးရင်နည်းနည်းလေးကင်လာပြီဆိုရင်အထက်အောင်လှမ်းလိုက်ပါတယ်ခဏနေလို့ရှိရင်အထက်အောင်လှမ်းပြီးရင်ဆယ်လိုက်ပါတယ်ဟိုမိုးကောင်းကြောင်ကဘုန်းကြီးကလည်းကြိုက်လို့ကြောပြီးတော့ခဏလူပြပါတယ်ရန်ကုန်ကအမျိုးတွေလာလို့ရှိရင်လေဒီလိုမျိုးစာကလေးတွေခွေကြော်လေးကိုလေကြော်ပေးပြပါတယ်သူတို့ကလည်းအရန်ကြိုက်နှစ်ပါတယ်ကြော်ကတာလည်းဝရဏလည်းပါတယ်လှုပ်ရှားရတာလည်းလွယ်တယ်ရတာလည်းရှိတယ်မှုမွေးလေးပေါ့ကိုလက်ပြဆိုတော့ဒီမျိုးလေးလှုပ်ရှားကြည့်ကြပါလူဝဲလူလက်ဆောင်ပဲပေးပေးအရန်လုပ်ရတာလွယ်ကူပြီးတော့ရတာလည်းရှိပါတယ်အလူတွေမှာဆိုရင်တော့ဒါမျိုးလေးတွေကိုကြော်ကျွေးပြပါတယ်ဒါနတွေလုပ်တယ်ပေါ့လေအားလုံးလှုပ်ရှားကြည့်ပါလို့သင်ပြလိုက်ရပါတယ်